ဒီညနေမှာတော့ Arsenal ပရိသတ်တွေစိတ်ဝင်စားမဲ့ပွဲတစ်ပွဲရှိပါတယ်။အဲ့ဒီပွဲကတော့ Man City နဲ့ Newcastle တို့ရဲ့ပွဲပဲဖြစ်ပါတယ်။ Man City ကလည်းအရင် Man City မဟုတ်တော့သလို Newcastle ကလည်းပုံစံပြတ်ပြီးမှပြန်ပြီးတည်ငြိမ်လာပါတယ်။ Man City ကိုဒုက္ခပေးတဲ့အသင်းတွေထဲမှာ Newcastle လည်းပါဝင်ပါတယ်။ရောင်မမနဲ့ Man City ချေချော်သွားမလားစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာသုံးသက်ချက်တွေနဲ့ကျွန်တော်ရဲ့အမြင်ကိုပြောပြချင်ပါတယ်။ Arsenal ကစားသမားဟောင်း Paul Merson ကတော့ Man City က Newcastle ကို 2-1 နဲ့ကပ်ပြီးနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Chris Sutton ကတော့ Man City က Newcastle ကို 3-1 နဲ့ပြတ်ပြတ်သားသားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Predict C ကတော့ Man City 3-0 ပါပဲကျွန်တော်ကတော့ဒီပွဲမှာဂိုးနည်းမဲ့ဘက်ကိုပို့ပြီးသဘောကျပါတယ်ညီကိုရောဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲ Man City လားဂိုးများမှာလားပြောပြသွားကြပါအောင်စိတ်ပါဝင်သားလို့ဘောလုံးပွဲတွေကိုအကောင့်ဖောက်စော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာရောက်စော်ကစားလို့ရပါတယ်ထိုင်းဘက်ဝင်90မြန်မာကျပ်ဝင်9000ကနေစပြီးအကောင့်ဖောက်စော်ကစားလို့ရပါတယ်Viber Telegram ဖုန်းနံပါတ်က3996898885ပဲဖြစ်ပါတယ်ယုံကြည်စိတ်ချရတဲ့ agent ရှာနေရတဲ့ညီကိုတွေဆိုရင်တော့ကျွန်တော်စီမှာစိတ်ချလက်ချနဲ့လာကစားဖို့ပြောချင်ပါတယ်ကျွန်တော် Viber နံပါတ်ကိုတစ်ချက်ပြန်ပြောပေးသွားပါမယ် Viber နံပါတ်က3996898885ပဲဖြစ်ပါတယ်ခုလိုမျိုးစတိကြည့်သွားပေးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ